ကျမဟာအဲ့ဒီလျှို့ဝှက်စမ်းကြဲတဲ့ရေသူမလေးကိုမထိပဲမနေနိုင်တော့အောင်ဖြစ်ခဲ့ရတယ်။အံ့ဩဖို့ကောင်းတာကသူကလည်းကျမကိုမတားဆီးခဲ့ပါဘူး။သူစကားမပြောနိုင်ပေမဲ့ကျမပြောတာတွေကိုအမြဲနားလည်နေတယ်လို့ခံစားရတယ်။သူ့နားကိုပိုပြီးနီးနီးကက်ကက်သွားချင်တာကြောင့်ကျမချက်ချင်းပဲရေထဲကိုခုန်ချလိုက်မိတယ်။ခဏအကြာမှာပဲရေသူမလေးကကျမအနားကိုရောက်လာခဲ့တယ်။ကျမကပြုံးပြပြီးခင်မင်မှုကိုပြလိုက်တော့သူကလည်းသူ့လက်ကလေးကိုကျမစီကမ်းပေးလာတယ်။ကျမကသူ့ပခုံးလေးကိုကင်ထားရင်းသူကကျမကိုပင်လယ်အောက်ခြေအထိခေါ်သွားပေးခဲ့တယ်။အဲဒီကရှုခင်းတွေကတော့မော်ဆန်တဲ့ကဘာတစ်ခုလိုပါပဲ။ဒါပေမဲ့ကျမတို့ရဲ့ဒီလိုတွေးဆုံမှုကရေရှည်ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။မကြခင်မှာပဲကျမတို့ကိုတယောက်ယောက်ကမြင်သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့ကျမကိုအဲ့ဒီနေရာနားတစ်ဝိုက်ကိုဘယ်တော့မှထပ်မလာဖို့ပြင်းပြင်းထန်ထန်သတိပေးခံခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရေသူမဟာဘရင်ကြီးရဲ့ပုဂ္ဂလိကပိုင်ပစ္စည်းဖြစ်နေပြီးကျမကတော့ဘရင်ကြီးရဲ့ဂရုဏာကြောင့်ရက်တည်နေရတဲ့မိဘမဲ့ဒုရိယာပညာရှင်တစ်ယောက်ပဲဖြစ်နေလို့ပါ။ဒါပေမဲ့ကျမအဲ့ဒီစကားကိုနားမထောင်ခဲ့ပါဘူး။နေ့တိုင်းပဲခိုးကြောင်ခိုးဝက်နဲ့သူ့စီသွားတွေ့နေခဲ့တယ်။တဖြည်းဖြည်းနဲ့အဲ့ဒီရေသူမကိုစောင့်ကြည့်ရတဲ့အီလီယက်စ်လို့ခေါ်တဲ့သင်္ဘောသားလေးနဲ့လည်းတငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ဒီနေ့မှာတော့မြင်းစီနေရင်ကျမခြေထောက်ကတစ်ကိုင်းတစ်ခုနဲ့ညှိပြီးမြင်းပေါ်ကနေအရှိန်အဟုန်နဲ့ပြုတ်ကျသွားခဲ့တယ်။ကျမရဲ့လက်မောင်းမှာပြင်းထန်တဲ့ဒဏ်ရာရသွားခဲ့ပြီးဆရာဝန်ကစစ်ဆေးပြီးတဲ့နောက်အဲ့ဒီလက်မောင်းကိုဖြစ်ပစ်ဖို့ကလွဲလို့အခြားနည်းလမ်းမရှိတော့ဘူးလို့ပြောလာတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာကျမရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲပျက်စီးသွားသလိုခံစားလိုက်ရတယ်။ကျမကအရန်ငယ်ပါသေးတယ်ပြီးတော့ဆယ်လိုဆက်လို့တီးခတ်တဲ့သူတယောက်လည်းဖြစ်နေတော့ကျမရဲ့လက်မောင်းကိုဘလို့လို့အဆုံးရှုံးခံနိုင်မှာလဲကျမလုံးဝမျောလင်းချက်မဲ့ပြီးစိတ်တဲကျနေတဲ့အချိန်မှာအီလီယက်စ်ကကျမစီရုတ်တရက်ရောက်လာခဲ့တယ်။ရေသူမလေးကကျမကိုကူညီချင်နေတယ်လို့သူကပြောပြတယ်။အဲ့ဒါနဲ့သူကကျမကိုအဲ့ဒီရေကန်စီပွေ့ချီပြီးတန်းခေါ်သွားပေးခဲ့တယ်။ရေထဲကိုဆင်းလိုက်တာနဲ့ရေသူမလားပွေ့ချီပြီးတန်းခေါ်သွားပေးခဲ့တယ်။ရေထဲကိုဆင်းလိုက်တာနဲ့ရေသူမလေးကကျမစီအမြန်ဆုံးကူးခတ်လာတယ်။သူကကျမရဲ့ဒဏ်ရာကိုတေးသေးချာချာကြည့်ရှုပေးခဲ့ပြီးသူ့ရဲ့မျက်ဝန်းတွေထဲမှာကျမအပေါ်တနာကရုဏာတက်နေတာအထင်ရှားမြင်နေရတယ်။အဲဒီနောက်သူကကျမကိုပတ်ပြီးကူးခတ်နေတော့မှပဲအံ့ဩစရာအံ့ဖွယ်တစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ရွှေရောင်လင်းလက်တဲ့အလင်းနှန်းတွေကကျမရဲ့ခန္ဓာကိုယ်ကိုဝန်းရံသွားပြီးခဏအကြာမှာပဲကျမရဲ့လက်မောင်းကလုံးဝပြန်ကောင်းသွားခဲ့တယ်။အခုတော့ရေသူမလေးမှာတကယ်ကိုအံ့ဖွယ်တန်ခိုးအာဏာတွေရှိနေတယ်ဆိုတာကျမအသေးချာယုံကြည်သွားခဲ့ပြီးဘရင်ကြီးကလူတွေကိုကူညီပေးဖို့အတွက်သူ့ကိုဒီနေရာကိုခေါ်လာတာနေမှာပဲလို့တွေးမိပြီးအဲ့ဒီအကြောင်းကြောင့်ပဲ